မိဘတွေဟာသားသမီးတွေကိုမျှော်လင့်နေတဲ့တိတ်တိတ်ကလေးမျှော်လင့်တဲ့မိဘနဲ့ပေါ်ပေါ်ထင်ထင်မျှော်လင့်တဲ့မိဘရဲ့ဆိုပြီးနှစ်မျိုးပဲရှိတယ်တဲ့ဒီစကားလုံးကိုတော့ဟိုတနေ့ကဒါဦးကျော်ဟင်းရဲ့ဇာတ်ကားကိုကြည့်ပြီးတော့ဦးကျော်ပြောသွားတဲ့စကားလုံးပေါ့အဲ့ဒီထဲကဒါရလို့ကျွန်တော်အနေနဲ့ပြောပြခြင်းဖြစ်တယ်အဲ့တော့ကျွန်တော်တို့လက်တွေ့ဘဝနဲ့ကျွန်တော်တို့စဉ်းစားကြည့်အောင်မှာမိဘတွေကကျွန်တော်တို့သားသမီးတွေဘာကြောင့်မွေးတယ်လဲလို့မေးရင်အမှန်တိုင်းပြောရင်သူတို့အသက်ကြီးလာတဲ့အချိန်မှာသူတို့အိုမင်းမစွမ်းဖြစ်တဲ့အချိန်မှာသူတို့ကိုပြုစုယူရဖို့ဆိုတဲ့အကြောင်းရင်းလဲကျွန်တော်တို့ပါတာပဲဒီဟာကြီးကိုကျွန်တော်ကမပါပါဘူးလို့ဖင်ပိတ်ညင်းလို့မရဘူးဘာကြောင့်လဲလို့မေးရင်လူတွေဆိုတာကမွေးတဲ့အချိန်ကနေပြီးတော့အိုးလာတာပဲဒီနေ့မွေးပြီဆိုရင်တဖြည်းဖြည်းနဲ့အိုးလာမယ်အသက်80လောက်ရောက်ပြီဆိုရင်ကျွန်တော်တို့ကာယအလုပ်တွေမလုပ်နိုင်တော့ဘူးကျွန်တော်တို့နိုင်ငံမှာဆိုရင်ကျွန်တော်တို့ကာယလုပ်တာအရင်များတယ်ဖွံ့ဖြိုးတိုးတက်မှုနောက်ကျတဲ့နိုင်ငံတွေမှာညာနာလုပ်တာအရင်နေတယ်အဲ့တော့ကာယလုပ်အားတွေမလုပ်နိုင်တော့ဘူးနောက်တစ်ခုကအသက်ကြီးလာရင်ကျွန်တော်တို့ယောဂဗျာတွေဝင်လာမယ်နောက်ဆုံးကျွန်တော်တို့အိပ်ရတဲ့လဲတဲ့လူတွေရှိတယ်အသက်ကြီးလာနောက်ဆုံးကိုယ်ဒီစတော့တပိတ်တာလောက်ဟာလေးတောင်မမနိုင်တော့တာတွေရှိတယ်အိပ်ရတဲ့လဲတဲ့တချို့ဆိုရင်ကျွန်တော်မသွားနိုင်တော့ဘူးလေဖြတ်သွားတာတွေဘာတွေရှိတယ်ဆိုလို့ရှိရင်လုံမစားနိုင်တော့ဘူးဘာဘူးဖြစ်တဲ့အချိန်မှာပေါ့သူတို့ကျမ်းမာကြီးလုံးလုံးမကောင်းတဲ့အချိန်မှာအိပ်ရတဲ့လဲတဲ့အချိန်မှာသူတို့ကိုပြုစုယူရဖို့အတွက်ကျွန်တော်တို့သားသမီးမွေးတယ်ဆိုတဲ့အကြောင်းအရာတွေပါတယ်ဒါတရားအကြောင်းအရာတွေပါတယ်ဘာကြောင့်လဲလို့မေးရင်လူဆိုကမွေးရနေလူကမွေးကလေးကနေတဖြည်းဖြည်းအိုးလာတာတနေ့ကြာရင်ကျွန်တော်တို့အသက်ကြီးတွင်အုံနောက်တွေလည်းကောင်းတာမဟုတ်တော့ဘူးပင်စင်ယူရတယ်အသက်ကြီးတွင်ဒီကိစ္စတွေရှိတယ်ပင်စင်ယူရတဲ့ယောဂဗျာတွေဖြစ်မဲ့ဆိုရင်တချို့လူတွေကတော့ယောဂဗျာမဖြစ်ဖဲနဲ့တန်းပြီးတော့တည်ဆုံးသွားတာမှတချို့ဆိုရင်ဒီဂရင်ပေါ်မှာ50နှစ်လောက်ကြာတာတွေလည်းရှိတယ်အဲ့တော့အသက်ကြီးသွားတဲ့အချိန်မှာသူတို့ပြုစုယူရဖို့အတွက်သူတို့ကိုပြန်ပြုစုယူရဖို့အတွက်ဒီသားသမီးယူရတယ်ပါတယ်အဲ့တော့နောက်တစ်ချက်ကဘာလဲလို့မေးရင်ဒါပျော်ရွှင်ဖို့အတွက်မြင်ဖို့မှာပါလက်မယားနှစ်ယောက်ဒီဘာတွေလဲဆိုရင်ဘဝ66ကဖြစ်နေတယ်ဆိုလိုချင်တာကကလေးဆိုတာကအိမ်ရဲ့ဆဲလဲလူတွေကခေါ်ကြတာဒါကလေးရှိရင်အိမ်ဟာသိရမလားဆူတယ်ပူတယ်ပျော်ရွှင်မှုတွေရှိတယ်ဝမ်းနည်းမှုတွေရှိတယ်ကလေးဟာအိမ်ရဲ့ဆဲလဲပဲလို့ပြောကြတယ်အဲ့တော့တချို့အဖိုးတွေဖွားတွေဆိုသူတို့ဘဝကြီးအထီးကျန်နေတယ်အဲ့လိုမြီးတွေဘာတွေနဲ့ဆော့လိုက်တွားလိုက်ပြောလိုက်ပဲဆူလိုက်ဆဲလိုက်နဲ့သူတို့ဘဝကြီးကပြန်လဲဆူပြိုးလာတာတွေရှိတယ်အဲ့တော့သူတို့ရဲ့ပျော်ရွှင်မှုအတွက်လဲနောက်တစ်ခုကအိမ်ရဲ့လက်မယားနေရာတဲ့66ကတ်နဲ့နေရမယ့်အစားကလေးရှိရင်သားတွေသမီးတွေမြီးတွေအဘတွေအဖေတွေအမေတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေရဖို့အတွက်လဲကျွန်တော်တို့ကလေးယူတာပါတယ်နောက်တစ်ခုကစီးပွားရေးပေါ့ရက်ခွက်ထဲမှာညီကိုတွေမြင်ဘူးမှာပါလက်မယားနေရာထဲလှုပ်တယ်ပတ်စံတိတ်ပြီးတော့မကြီးပွားကြဘူးအဲ့ဟာပြီးတော့ကလေးတွေငယ်ငယ်သူတို့အင်မတန်ဆင်းရဲကြတယ်ဒါပေမဲ့သားတွေသမီးတွေကြီးလာတဲ့အချိန်မှာသားတွေသမီးတွေတဖန်ပြန်လဲလှုပ်ချွေးတဲ့အချိန်မှာသူတို့ဟာအဆင်ပြေသွားတယ်သူတို့စီးပွားရေးအဖြစ်အဆင်ပြေသွားတယ်သားတွေ5ယောက်လောက်ရှိတဲ့အချိန်မှာဝင်ငွေအရန်ကောင်းလာတယ်ဝင်ငွေရန်ကောင်းလာတဲ့အချိန်မှာအဆင်ပြေတယ်ကြီးပွားလာတယ်ချမ်းသာလာတယ်အဲ့လိုနောက်ဆုံးသူတို့အသက်ကြီးသွားတဲ့အချိန်မှာအထီးကျန်ဆန်တဲ့အချိန်မှာချွေးမာတွေမြီးတွေသားတွေနဲ့ဘဝကိုပြူပြူဆူဆူပြေပြေဖြတ်တန်းတယ်ပေါ့ဆိုလိုချင်တာကအချုပ်အနေနဲ့ပြောရရင်သူတို့ရဲ့ကျမ်းမာရေးသူတို့ကိုကြီးတဲ့အချိန်မှာပြုစုယူရဖို့အတွက်ကျွန်တော်တို့ကလေးယူတာပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီပျော်ရွှင်မှုအတွက်ပါတယ်နောက်တစ်ခုကကျွန်တော်တို့စီးပွားရေးအရာလဲပါတယ်နောက်တစ်ခုကလုံခြုံမှုအတွက်ပေါ့ဒါသားမိန်းကလေးတွေဆိုရင်သားမိတွေပဲယောက်ျားတွေပါတွေကငငယ်ရွယ်နဲ့ဆုံးသွားတယ်ကလေးတွေငငယ်နဲ့ဆုံးသွားတယ်ဆိုရင်သားတွေပါတွေကလုံခြုံမှုကိုပေးနိုင်တဲ့အချိန်မှာဒီအတွက်လဲကျွန်တော်တို့ပါတယ်ဟောဒီအချက်တွေကြောင့်ကလေးယူတာပဲနောက်တစ်ခုကကျွန်တော်တို့နိုင်ငံမှာကနိုင်ငံတော်ကဘာမှလုပ်မပေးနိုင်ဥပမာဂျပန်တို့ပါဆိုအဖိုးကြီးဖွားကြီးတွေပါဆိုလုံးမချွေးဘူးဒါပေမဲ့နိုင်ငံတော်ကတာဝန်ယူပေးတယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာဘယ်နိုင်ငံတော်ကမှဘာမှတာဝန်ယူပေးမှာမဟုတ်ကျွန်တော်တို့မရှိရင်ကိုကသူလမ်းပေးကြအောင်မှာညီကိုတို့လည်းမြင်ဘူးပါတယ်အသက်ကြီးသားတွေသမီးတွေပြစ်ထားသွားလို့လူကိုယုံရောက်နေတဲ့အဖိုးဖွားတွေကျွန်တော်လမ်းပေးမှာဖြစ်တယ်လို့လှုပ်ရှားနေရတဲ့အဖိုးဖွားတွေတချို့အိယာပေါ်လဲနေရပရာဟိတနဲ့လှုပ်ပရာဟိတရဲ့ကျွေးစာမွေးစာကိုစားနေရတဲ့အဖိုးအဖွားတွေကဒါမျက်မြင်တတ်တည်ပဲလေပြီးတော့အဲ့တော့ကလေးတွေကိုယူကြတယ်ဟုတ်ပြီကျွန်တော်ပြောစမ်းအဲ့ကလေးတွေကိုကိုကပြန်ပြီးတော့မျောလင်းခွင့်မရှိလားဆိုတော့ရှိတာပေါ့ဒါပေမဲ့မျောလင်းခွင့်ရှိတာနှစ်မျိုးရှိတယ်ကိုကသားသမီးကိုဘယ်လိုမျိုးမွေးခဲ့ရလဲလမ်းဘေးမှာအလေးကျတောက်တယ်လို့မွေးပြီးတော့မျောလင်းတာကတော့အဲ့ဟာတော့ကျွန်တော်လုံးဝလက်သင့်မခံဘူးကျွန်တော်အဲ့လိုမိဘတွေတော့ကျွန်တော်လွတ်သင့်မခံဘူးသားသမီးကိုကျွန်းတပတ်ကျွန်းလို့သိရမလားခိုင်းဖတ်တယောက်လို့ဆက်ဆံနေလေဟိုကဲငငယ်ရွယ်လေးဘာမှမသိခင်မှာအမိုက်လမ်းဘေးမှာသိရမလားဟိုတောင်းခိုင်းနေပန်းရောင်းခိုင်းလမ်းဘေးမှာတောင်းခိုင်းနေတခုတရာလောက်ခိုင်းနေပေါ့ဗျာဒီပကန်းတို့အောင်မှာဆိုမြင်ရမှာပါညီကိုတွေပန်းနေပါဒီလမ်းဘေးမှာအသက်အရွယ်လေးတွေငငယ်လေးရှိတာတောင်းခိုင်းနေရိုက်နှက်တယ်ပတ်စံမရရိုက်နှက်တယ်ဟိုနောက်တစ်ခုကဒီစံတော့
မိဘမဲ့ကြရာဒီမှာထားခဲ့တယ်ကျွန်တော်တို့လမ်းဘေးမှာပြစ်ချင်တိုင်းပြစ်အမိုက်ပုံးနဲ့ပြစ်ပြီးမှသားကလောက်ကင်စားတောင်းမှသားကိုကလေးဘွားတော့ပြစ်ထားပြီးတော့သိရမလားဒီမိဘမဲ့ကြရာဒီမှာပြစ်ထားပြီးသားပတ်စံနေပိုင်းဝင်မှန်းတီသားတွေသမီးတွေပတ်စံနေပိုင်းဝင်ချမ်းသာမှန်းတီမှပြန်ပြီးတော့အဲ့အကျိုးပွင့်ကိုခံစားခြင်းနဲ့မိဘတွေတော့ကျွန်တော်လုံးဝလက်မခံဘူးအဲ့ဟာတော့မရဘူးအဲ့လိုမိဘတွေတော့သိရမလားကျွန်တော်ပြောချင်တဲ့မိဘတွေကဘာတုံးဆိုဥယျာဉ်မှုများလို့ပဲဒီပွန်းတစ်ပွင့်ကိုသူတို့ကတည်တည်ချာချာစိုက်ပျိုးခဲ့တယ်သူတို့ကိုယ်တိုင်ရေးဆိုရေးလေးဆိုလေးကျွန်တော်တို့အောက်ဆီဂျင်ဆိုအောက်ဆီဂျင်တော့နေအောင်ကြီးဆိုနေအောင်ကြီးဓာတ်မြေဩဇာဆိုဓာတ်မြေဩဇာသူတို့ကိုယ်တိုင်အဲ့ပန်းပွင့်တစ်ပွင့်ကိုဥယျာဉ်မှုတယောက်လို့တည်တည်ချာချာမျော်လင့်စိုက်ပျိုးခဲ့တယ်တာသမီတယောက်ကိုလည်းပြောဆိုလိမ္မာကြီးချရှိအောင်ဆုံးမတဲ့ငယ်ဘဝမှာចောင်းဒီပိုင်းထားပြီးခဲ့တယ်ကျွန်တော်တို့သူတို့လိုချင်တာလေးကြီးသူတို့တတ်နိုင်တယ်လို့ဝဲပြီးခဲ့တယ်နောက်ကပြောဆိုဆုံးမပြီးတယ်ပညာတတ်ဖြစ်အောင်လုပ်ပေးတယ်ပညာတတ်မဖြစ်ဘူးသူတို့ចောင်းမထားနိုင်ဘူးဆိုမှကလေးကိုသူတို့စားဝတ်နေရေးအတွက်ကလေးကိုဖြစ်တယ်လို့မထားဘူးသူတို့လှုပ်ကြွေးတယ်သူတို့တတ်နိုင်တယ်လို့အမောက်ချမောင်ဟင်းနဲ့တန်တာချမောင်ဟင်းငါးတက်တာနဲ့တန်တာငါးတက်တာကျိုးဘရာကျော်နဲ့တန်တာဘရာကျော်ဝက်သားနဲ့တန်တာဝက်သားသူတို့ကိုယ်တိုင်ပြုစုယူရခဲ့တယ်သူတို့ကိုယ်တိုင်အမျက်တနူးစိုက်ခဲ့တယ်သူတို့တက်နိုင်တဲ့အမောက်နဲ့ဆိုလို့ချင်တာဓာတ်မြေဝါစာစိုက်တယ်လို့ရမြေစီအများကြီးသူတို့သုံးနိုင်ကြမှာသုံးနိုင်လိမ့်မယ်ဒါပေမဲ့သူတို့တက်နိုင်တဲ့လောက်အမောက်နဲ့သူတို့ဟာပြုစုယူရခဲ့တယ်သူတို့ကိုယ်တိုင်စိုက်ပျိုးခဲ့တဲ့မိဘတွေအနေနဲ့ကတော့ကျွန်တော်အမြင်ရပြောရင်မျှော်လင့်ချက်ရှိတယ်မျှော်လင့်ခွင့်ရှိတယ်ဘာကြောင့်လဲလို့မင်းရင်သူတို့ကိုယ်တိုင်တယူတရစိုက်ပျိုးထားတဲ့ပန်းလေးတစ်ပွင့်ကိုအလုံးစုံမဟုတ်ရင်တောင်မှအဲ့ရဲ့အကျိုးခံစား권ကိုတစိမ့်တစ်ပိုင်းအနေနဲ့တော့ရတဲ့တယ်ရပိုင်권လဲသူတို့မှာရှိတယ်ကျွန်တော်ပြောချင်တာသိရမလားအလုံးစုံရကြမှာရလိမ့်မယ်ဒါပေမဲ့အလုံးစုံသူတို့အဲ့အပြင်တီးတဲ့အသီးတွေအားလုံးနဲ့သူတို့ရကြမှာရလိမ့်မယ်ဘာလို့ဆိုတော့သူ့ရဲ့နောက်ဆုံးမျိုးဆက်သူ့သားမိမရသွားသူသမီးလင်းယူသွားတဲ့အချိန်မှာသားတွေသမီးတွေအတွက်သူ့မှာမျောလင့်ချက်ရှိဒါပေမဲ့အဲ့ဒီအသီးတွေအကုန်လုံးမဟုတ်တော့မှအဲ့ထဲကသူတို့ဘယ်လိုပြောမလို့စားလို့တောက်လို့တော့ရတယ်ဆိုလိုချင်တာသူတို့အဲ့အသီးတွေအပွင့်တွေအကုန်လုံးရကြမှာရလိမ့်မယ်ဒါပေမဲ့ဒစိမ့်တစ်ပိုင်းအနေနဲ့မျောလင့်ချက်ရှိတယ်အဲ့တော့အဲ့ထဲမှာဥချိုပြောသွားတဲ့စကားလုံးပေါ့မိဘတွေကအဲ့မျောလင့်ချက်ကိုဘယ်ချိန်မှာဘယ်လိုပြောမလို့ဘယ်အချိန်မှာအဲ့မျောလင့်ချက်ကိုသားသမီးတွေပေါ့မထားတော့လေလို့မင်းရင်အဲ့ဒီသားသမီးဟာသူတို့ပြောဆိုဆုံးမလို့မရတော့ဘူးပြောဆိုဆုံးမလို့ဘလုံးမှမရတော့ဘူးဆိုလို့ကျွန်တော်ရာသွေးမှုတွေကျူးလွန်နေကျွန်တော်တို့ပတ်ဝန်းကျင်နဲ့ရန်ဖြစ်တဲ့သူတို့ကြောင့်မိဘဟာအချိန်ချင်းအခါခါအဆက်ကွဲတယ်ငိုရတယ်ကျွန်တော်တို့အဆက်ကွဲတယ်ငိုချင်းတွေချရတယ်မျက်ရည်ကြီးငယ်ကြရတယ်နောက်တစ်ခုကပတ်ဝန်းကျင်မှာသူတို့ဒီသားသမီးကြောင့်အပြောဆိုခံရတယ်ဆိုလို့ကျွန်တော်ဒီကောင်ဟာဒီသားသမီးဟာသူတို့ကိုယ်တိုင်တောင်ဘလုံးမဆုံးမလို့မရတော့ဘူးဘလုံးမပြောလို့မရတော့ဘူးလောကကြီးနဲ့အကန့်နေအရန်ဖြစ်လာပြီဆိုမှသူတို့ဟာအဲ့ဒီသားသမီးပေါ်ကိုသူတို့ရဲ့မျှော်လင့်ချက်ကိုသူတို့ဟာရုပ်သိမ်းလိုက်တာတဲ့ဒါတောင်မှသူတို့ဟာမခိုးတယူလေးမျှော်လင့်သေးတယ်တဲ့ဒီကောင်လေးပြန်ဒီသားသမီးပြန်ကောင်းလာပြန်လိမ်မလာအောင်မလားဆိုပြီးမျှော်လင့်သေးတယ်ဒါပေမဲ့နောက်ဆုံးဒီကောင်ကတော့သေတဲ့ထီလိမ်မမဟုတ်တော့သေတဲ့ထီလဲဒီတိုင်းဒီအချိုးဒီတိုင်းပဲသွားတော့မယ်လို့သိတဲ့အချိန်မှပဲသူတို့မျောလင်းချက်ကိုသူတို့ဟာသူတို့ကိုယ်တိုင်ရိုက်ချိုးပလိုက်တာသူတို့ကိုယ်တိုင်ဘယ်လိုပြောဆွဲနှုတ်ပလိုက်တာတဲ့ဒါကဒီစကလုံးကဥချိုပြောသွားတဲ့စကလုံးပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်ရဲ့အမြင်ကိုကျွန်တော်ကသုံးသပ်ပေးခဲ့တာဖြစ်တယ်ညီကိုရီအနေနဲ့ဒီ topic အပေါ်မှာဘယ်လိုမြင်လဲဆိုတာဒါ comment မှာမှတ်ချက်ပေးကြပါအောင်ပေါ့ညီကိုရီမြင်တူလားမတူဘူးလားဆိုတာလည်းဒါပြောပေးကြပါအောင်ပေါ့ဒီနောက်တစ်ခုကြော်ညာကြရှိတာကျွန်တော်အနေနဲ့ YouTube channel ဖွင့်ထားပါပြီဒါ TikTok ဟို YouTube မှာကိုနေဆိုပြီးတော့ရိုက်ရှာလိုက်ပါ Facebook ဒီ TikTok profile ရဲ့အောက်မှာလည်းကျွန်တော်အနေနဲ့ဒါ YouTube profile ကိုချပေးထားမယ် Facebook ဆိုရင်လည်းကျွန်တော် comment မှာကျွန်တော်ရဲ့ YouTube profile ချပေးထားမယ်အဲ့တော့ကိုနေဆိုပြီးတော့YouTube မှာရိုက်ရှာလိုက်ပါကျွန်တော်ရဲ့နာမည်တိုင်းပဲ follower 2000 ဝဲရှိပါတယ်ကျွန်တော်ဗီဒီယိုတင်ထားတယ်တပုတ်လာတင်ရသေးတယ်ကျွန်တော်ဒီ TikTok အတိုင်းနာမည် profile နဲ့ပါပဲ follower 2000 ဝဲရှိတယ်အဲ့ channel YouTube မှာရိုက်ရှာလိုက်ရင်တွေ့ပါလိမ့်မယ်ကျွန်တော် channel ကိုအဲ့မှာလဲဒါနားထောင်လို့ရပြီဆိုတဲ့အကြောင်းကိုကျွန်တော်အနေနဲ့ပြောချင်ဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်